အားလုံးမင်္ဂလာပါရှင် vlog စဖွေးတာနဲ့ဒီဖိစနိုလုံးမြို့မှာရှိတဲ့ Wat ဖရာဖူထာချင်နာရာကျောင်းကိုရောက်နေတာဖြစ်ပါတယ်ကားရထားတာဖုန်းကြောင်ရဲ့တစ်ဖက်ကန်းဆိုတော့လမ်းလျှောက်ပြီးတော့သွားရမှာပဲလမ်းလျှောက်မယ်ဆိုလို့ရှိရင်တော့တရားကူးပြီးမှဖြတ်ရမှာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့ဖုန်းကြောင်ပေါ့နော်နေရတော့အရန်ပူရယ်ပြီးလို့ရှိရင်လည်းကားတွေကလည်းအပြည့်ပဲပေါ့နော်တရားပေါ်ကူးနေပါပြီအငါတော့ဒီလောက်ပါပဲ view ကိုပဲကြည့်ကြနော်ပိတ်ရက်ဘယ်မှမသွားရတဲ့သူတွေကြည့်ထားနော်ပြီးလို့ရှိရင်တကယ်လို့ဒီနေရာကိုလာကြနေဆိုရင်တော့ location ထောက်ထားပေးမယ်ဖုန်းရောက်ရဲ့နာမည်ကိုလည်းအောက်မှာရေးထားပေးပါမယ်နော်အတူတူလိုက်ကြည့်ကြရအောင်ခုနကလူအများဆိုတော့ဖျားဖိုးတဲ့အချိန်မှာတော့မရိုက်ပြထားဘူးပေါ့နော်ဒီနေရာပြီးပြီဆိုတော့နောက်နေရာလေးတွေသွားမယ်အဲ့တော့ဗီဒီယိုလေးတွေကိုအစဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက် vlog တွေမှာလည်းအားပေးကြပါအောင်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံး bye bye